皆さん、こんにちは。မင်္ဂလာပါဗျာ။ဆိုတော့ဒီနေ့ topic 7ပေါ့နော်။ဆိုတော့ JG ကိုဆက်ပြီးတော့sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ကကြတော့ဒီတစ်ခေါက်ကဆိုတော့ဝါဒိုင်းကကြတော့動物ဆိုတဲ့ဒီတိရစ္ဆာန်ပေါ့နော်။ဆိုတော့အဲ့ဒီဘက်နဲ့ပတ်သက်ပြီးတော့မှ15ခုထုံးစံတိုင်းအားလုံးကို sharing လုပ်ပေးမှာဆိုတော့ရုံဆုံး一番ဆက်ပြီးတော့ထုံးစံတိုင်းကြည့်အောင်နော်။一番ကဆိုတော့ဒီလိုလိုက်ပြီးတော့ဖြည့်ကြည့်အောင်ဖိတ်ဆိုတော့ OK 一番ဖတ်ကြည့်မယ်နော်ဆိုတော့彼女に何々は特徴的なので、遠くに行ってもすぐに見つけることができる。OK အဲဆိုရင်မြန်မာလိုဘာသာပြန်ကြည့်အောင်ဆိုတော့သူမရဲ့ဘာလဲပေါ့နော်ထူးခြားတဲ့လက္ခဏာပေါ့နော်ထူးခြားမှုတစ်ခုပေါ့特徴的ဆိုတာကထူးခြားတဲ့တစ်ခုရှိတဲ့အခါကျတော့ထူးခြားတဲ့အခါကျတော့ဆိုတော့အဝေးမှာသူရှိနေပေမဲ့လေချက်ချင်းပဲသူ့ကိုမြင်နိုင်တယ်ပေါ့နော်ဆိုတော့မြင်တွေ့နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်ပါတယ်အဲ့တော့一番ကကျတော့ဆိုတော့ဂိုင်းခင်းတန်ထွက်ပါတယ်ဂိုင်းခင်းရဲ့သဘောတရားကအပြင်ပန်းတရံအပြင်ပန်းအမြင်ကိုပြောတဲ့သဘောပါနိဗ္ဗာန်ကကျတော့ချိမေအတိပေကဆိုတော့ဒေတာနာမည်နော်ချိမေဒေတာနာမည်ကိုပြောတာစာမန်ကကျတော့ရှက်ကိုကားကိုတော့ရှက်ကိုနောက်တစ်ခုကကျတော့ယုံပန်းကကျတော့ရှုရီအမျိုးစားโอเคဘာဖြစ်မလဲဆိုတော့ဟုတ်တယ်နော်一番ခင်းဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့သူမရဲ့အပြင်ပန်းအမြင်အနေနဲ့ဆိုတော့တုတ်ချောဖြစ်တဲ့အခါကျတော့အဝေးမှာသူရှိနေပေမဲ့ချက်ချင်းပဲသူ့ကိုဆိုတော့မြင်နိုင်တယ်ဆိုတဲ့အသေးကိုပြောတာဖြစ်ပါတယ်အဲ့ဒါကြောင့်တထရှိခေါ်တယ်က一番外見とまဖြစ်ပါတယ်အပြင်ပန်းအမြင်နော် Okay အဲ့ဒါဆို2番လေးဆက်သွားကြည့်အောင်毎日水を何々は植物が早く成長するအဲ့တော့နေ့တိုင်းရေကိုဘာလို့မှလဲဆိုတော့အပင်ကမြန်မြန်ကြီးထွားလာမယ်ပေါ့နော်အဲ့တော့ရေကိုဆိုတော့အဲ့မှာတတိထားတော့တေချာလေးမှားနိုင်တယ်ပေါ့နော်ဆိုတော့ဘာမှားတာလဲဆိုတော့အများစုဆိုတော့ဒီလိုချက်ချင်းကြည့်လိုက်ရင်စုစုဆိုတဲ့စကားလုံးပဲရွေးကြမယ်ထင်တယ်စုစုရဲ့အဓိပ္ပာယ်ကကျတော့ငှဲ့တာလောင်းနေဆိုတဲ့သဘောတရားကလေဆိုတော့ခွက်ထဲကိုငှဲ့တဲ့ပုံစံပဲတုံးမယ်ရေလောင်းတဲ့ပုံစံဆိုရင်ဆရာတို့ရုံဆုံးသိထားတာကအနုယုံမှလားဟလားအနုကိုမှလားမသိ水をやることဆရာဟောတော့ဆိုတော့ရေလောင်းပြီဒါကနောက်သိပ္ပယ်တစ်ခုရှိသေးတယ်ဆိုတော့မျိုးစိကျဲတဲ့ဟာကိုရေဖြန်းနေဆိုတဲ့ပုံစံနဲ့တုံးလို့ရတယ်အဲ့ဒါကိုဆိုတော့ကမတ်ကုတုံးလို့ရတယ်မတ်ကုမတ်ကိမတ်ဆိုတဲ့မတ်ကုဆိုတော့ဒီမှာဘာကေတုံးထားတဲ့အတွက်ကြောင့်မတ်ကေပါဆိုတဲ့一番ကိုရွေးပေးရမယ်တဘောပါအဲ့ဆိုနေ့တိုင်းရေကိုဆိုတော့ဖြန်းပေးမယ်ဆိုရင်ပေါ့နော်ရေလောင်းပေးမယ်ဆိုရင်အပင်တွေကမြန်မြန်ကြီးထွားမယ်ဆိုတဲ့အိဗေကိုဒီညွှန်ချင်တာဖြစ်ပါတယ်ဆမ်မန်ကစုစုကုကခုနဆိုတာပြောလို့မျိုးပေါ့နော်ခွက်ထဲဝင်ရေငှဲ့ထည့်ပေးတာပဲဒီကအနေနဲ့ main တုံးပါတယ်နော်はいအားကြောင့်ဖြေက一番ဘယ်ကနေလာလဲဆိုတော့水をまくကနေလာတဲ့တဘောပါโอเคဆိုတော့မတ်တေမဟုတ်ဘူးနောက်တစ်ခုကဆိုတော့ကနေသက်စေနုကုရဲ့သဘောတရားကဆိုတော့နိုင်ရစေးတုတ်တဲ့ပုံစံနဲ့တုံးတဲ့သဘောပါရပြီနော်အဲဆိုရင်တော့အဖြေက一番ဖြစ်သွားတဲ့သဘောပါโอเคအဲဆိုရင်စာမန်လေးဆက်ပြီးတော့တွားကြည့်ဖတ်ကြည့်မယ်နော်犬は嬉しい気持ちの時に何々をボンボンと振る。ボンボンရဲ့သဘောတရားလေးကာဟုန်တီးတဲ့အခါမှာလေဘုံဘုံဆိုတဲ့အတန်ထွက်တယ်ပေါ့နော်ဒါကသူတို့ရဲ့တင်စားထားတဲ့တော့ပေါ့နော်အမြဲတမ်းဆွေးပုံစံမှာဒီမှာကျတော့ဆိုတော့ဒီခွေးဆိုတော့ပြောမယ်ဆိုရင် genki ni ugoku ဆိုတော့ကျန်းမာနဲ့လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ဟာကိုပြောတဲ့သဘောဖြစ်ပါတယ်ဒီနေရာမှာအဲ့ဒီပင်နဲ့တုံးပေးရမယ်နော်ဒီနေရာမှာဆိုတော့ဒီမှာကခွေးကားတဲ့嬉しい気持ちの時တို့ပျော်ရွှင်တဲ့ခါကြရင်ပေါ့နော်ဆိုတော့မီးကိုလှုပ်လှုပ်ရွရွလေးလှုပ်တာပြောရနော်မီးကိုလှုပ်လှုပ်ရွရွလေးလှုပ်တယ်ပေါ့နော်ဆိုတော့မီးကိုဆိုတော့ကဘယ်လိုခေါ်လဲဆိုတော့ရှစ်ပေါ်လို့ခေါ်တယ်နော်အဲ့ဒါအမီးကိုပြောတာဖြစ်ပါတယ်နိဗ္ဗာန်ကကျတော့ခေါမျက်နှာစာမန်ကခရဒခနာကိုယုံမန်ကကျတော့အခန်းကြီးကဟောဆိုတော့တကယ်နဲ့အတန်းဆိုဟောဒါပေမဲ့ရေးတဲ့အခါမှာဟောရဲ့အိုဟောအဲ့လိုမျိုးဆိုတော့နည်းနည်းအတန်းဟောအဲ့ဒါကပချိုက်ပေါ့နော်လူတယောက်မရှိပချိုက်အဲ့ဒါဟောတုံးပချိုက်ကိုဆိုတော့နောက်တစ်မျိုးစကားပြောတုံးတဲ့အခါမှာဟောလို့မတုံးမင်းနဲ့ဟုတ်ပဲအဲ့လိုတော့တုံးနေဟုတ်ပဲဆိုတဲ့စတော့ကပချိုက်ကိုပြောရတယ်တူတူပဲနော်အဲ့ဒါလေးဒါပဲနော်โอเคအဲ့ဒါ一番ခင်းမှဖြစ်တော့ပါမယ်โอเคအဲ့ဆိုရင်နောက်ရုံမန်းလေးကိုဆက်သွားကြည့်အောင်ဟဲ့4番が子供の頃は素直に何々ことができたが、大人になると難しい。ကလေးရွေတုန်းကပေါ့နော်ဆိုတော့ပြိုးပြိုးတာပူပွင့်လင်းလင်းနဲ့ပေါ့နော်ကတ်ချွေးနိုင်တယ်ဆိုပေမဲ့ကတ်ချွေးလို့ရတယ်ဆိုပေမဲ့ပေါ့နော်လူကြီးဖြစ်တဲ့အခါကျရင်ဆိုတော့ချွေးဖို့ခက်သွားတယ်လို့ပြောတဲ့သဘောဒါကတော့ဟုတ်ပါတယ်နော်ငယ်တော့ဆိုတော့ချွေးတော့ပေါ့လေနော်အမေဘာဖြစ်ညာဖြစ်တယ်ဒါမှမဟုတ်တက်ကြည့်လာတဲ့အခါကျတော့ချွေးဖို့လည်းခက်သွားတယ်ပေါ့နော်ဒါကိုပြောချင်တာအဲ့တော့
ကချွေးလေးဆိုတဲ့သဘောကိုဆိုတော့ရွေးပေးရမှာဆိုတော့ဒီထဲကခန်းကြီးကစာလုံးတစ်လုံးရှိတယ်ပေါ့နော်။ဘာလဲဆိုတော့နိဗ္ဗာန်အဖြစ်ရွေးပေးရမှာဖြစ်ပါတယ်။အမိုင်းတွေနောက်ကချွေးရအဲ့တော့နိဗ္ဗာန်ဖြစ်သွားပါမယ်။一番が辛く大デッサで天井で経験弁満နေတာ辛いတောင်းတဲ့သဘောပါ။三番ကဦးမဲတွေအတိတ်တွေကကျတော့တူးတာပေါ့နော်ဆိုတော့ဥမာအပေါက်ဖြစ်သွားအောင်ဆိုတော့တူးတာမြေတွေပါလေတူးချလိုက်တာဒါကိုပြောချင်တဲ့အတိတ်ပဲပါ။四番がつくရဲ့အတိတ်တွေကထိုးတယ်ဥမာပေါ့နော် knife တွေအသားနဲ့ထိုးချလိုက်တော့ပြောချင်တဲ့အတိတ်ပဲနော်အဲ့ဒါတုံးပါလေโอเคအဲ့ဆိုအဖြေက2番ရွေးပေးရမယ်သဘောပါโอเคအဲ့ဆိုရတယ်နော်5番書いていきますとても仲の良かった友人の突然の何々に心が追いつかない。心が追いつかない。それとボディアがじゃろう、それに。စိတ်အခြေအနေနေလို့မကောင်းတာပြောတာဘလို့လဲဒီတရင်ကြားလိုက်တဲ့အခါကျတော့လေနေရထိုင်ရတာခြေနေကောင်းမနေဘူးအဲ့လိုကိုကိုတို့ကဝိစခနိုင်ဒါရိုက်စာတုံးလို့ရတဲ့သဘောပါဒိဗေကဒီမှာဆိုရင်အယံကိုခင်မင်းရင်းနှီးနေခဲ့တယ်ပေါ့နော်ရန်ကိုခင်မင်းရင်းနှီးနေတဲ့တငယ်ချင်းရဲ့ရုပ်တရက်တေဆုံးမှုကြောင့်ပေါ့နော်ရုပ်တရက်တေဆုံးမှုမှာတဲ့ကိုယ်အနေနဲ့စိတ်အခြေအနေတော်တော်လေးနေရခက်တယ်ပေါ့အဲ့ဒီတိပဲပါပြောမှဆိုရင်ရုပ်တရက်တငယ်ချင်းဆုံးသွားပြီဆိုတဲ့ဟာကြားလိုက်ခါကျစိတ်ထဲမှာနေလို့မကောင်းဘူးပြောချင်တဲ့တိပဲပါဆိုတော့တေဆုံးနေဆိုတော့ကရှိနေမှနဲ့ချက်ထားတယ်ဟုတ်ဆိုတော့တေဆုံးခြင်းဆိုရှိအလုံးငယ်ဆိုတော့တုံးလို့ရပါတယ်နော်ရှိအဲ့ဆိုတော့တူတူဇန်တော့ရှိに心が追いつかないဆိုပြီးတော့မှ一番ရွေးပေးရမှာဖြစ်ပါတယ်ဒီဘန်ကကျတော့ဆိုတော့အဲ့ဒါကလေဘလို့တန်ထွက်လဲဆိုတော့စုရဲ့အဓိပ္ပာယ်ကချူလို့ပြောအောင်တယ်ခွေးတွေပါလေဆိုတော့ပိုင်ရှင်ရှိတဲ့ခွေးတွေဆိုလေဘတ်မှာလေဆိုတော့ချူလေးထိတ်ထားလေသူရောက်တဲ့နေရာတိအောင်ဆိုပြီးအဲ့လိုမျိုးဖြစ်လာနော်အဲ့နောက်တစ်ခုကစာမန်ကကျတော့ဦးမဲအဓိပ္ပာယ်ကကျတော့တရုတ်ဇီးတီတွေပေါ့နော်ဆိုတော့ဦးမဲနောက်တစ်ခုက hope ပဲအဓိပ္ပာယ်ကခုနကပြောလိုက်တဲ့ hope အဓိပ္ပာယ်ပချိုက်နဲ့စကားပြောပုံစံသုံးတဲ့အသုံးဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဆိုတော့ဒီမှာဖြေရွေးရမှာက一番ရှိရွေးပေးရမှာဖြစ်ပါတယ်ဒီဆုံးတဲ့ဆိုတဲ့ဒီပေးโอเคコンセプトはね話がうまく伝わない時は何々といいဆိုတော့စကားကိုပေါ့နော်တစ်ဖက်လူကိုကောင်းကောင်းဘယ်လိုပြောမလဲမတက်ရောက်တဲ့အခြေအနေပေါ့နော်ကိုပြောလိုက်တဲ့စကားကတစ်ဖက်လူတေချာလေးနားမလည်တဲ့အခြေအနေမှာဆိုရင်ဘယ်လိုဘာထည့်မလဲဟုတ်တယ်ယုံမှန်ထည့်ရမှာဖြစ်ပါတယ်ထပ်တယ်တို့ဤဥပမာအနေနဲ့ပြောမယ်လို့ပြောတာတစ်ဖက်လူပြောကိုရှင်းပြနေပြနေဒါပေမဲ့ဟိုဘက်နားမလဲတဲ့အခါကျတော့ဥပမာနဲ့ပြောလိုက်တယ်ပေါ့နော်ဥပမာထုတ်ပြီးပြောလိုက်တယ်ထပ်တယ်တို့ဤအဲ့လိုသိပေးလို့ကျန်တဲ့သုံးလုံးကဆိုတစ်ချက်ကြည့်အောင်ဆိုလို့ဒီမှာဆိုရင်ထိုပြီးကွန်မှုတိတ်ပဲတန်းထိုပြီးကွန်မှုလေးပဲခုံစင်းလာတာပြောခုံစင်းလေးထိုပြီးကွန်မှုတုံလို့ရတယ်ပေါ့နော်။နောက်တစ်ခုကဟီကီတိုမဲတွေတိတ်ပဲကတားနေပါဦးမထပ်ပါနေအောင်နေပါဦးဥမာထက်လူကြီးစံနေခေါ်တာခံကိုအလုပ်ထွက်မယ်ဆိုတော့တာဟီကီတိုမဲတွေလို့ခေါ်တယ်။စာမန်ကဟီကီကေတွေလို့ပြောလိုက်ရင်တာဝန်ယူဆောင်ရတယ်။အလုပ်တစ်ခုကိုတာဝန်တစ်ခုလိုမျိုးတာဝန်ယူပြီးတော့လုပ်ဆောင်သွားတယ်ဆိုရင်ဟီကီကေတွေလို့ခေါ်ပါတယ်နော်။အဲကြောင့်ဒီမှာကအနီးစပ်ဆုံးကဆိုတော့ဖြေမှန်ကယုံမှန်ထပ်တွေ့ရဆိုတဲ့စာလုံးကိုရွေးပေးရမှာဖြစ်ပါတယ်။ Okay အဲဆိုရင်7番လေးဆက်သွားကြည့်အောင်夜寝ていたら別の部屋から不気味なသဘောတရားကဆိုတော့ကိုယ်ကတောင်ကြောက်စရာကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ညပေါ့နော်အိတ်နေတဲ့အခါကျတော့တခြားဘေးခန်းကနေပြီးတော့ပေါ့နော်တခြားခန်းကနေပြီးတော့မှကြောက်စရာကောင်းတဲ့အတန်ကြားခဲ့ရတယ်ဟလားဆိုတော့အတန်တစ်ခုကိုဆိုတော့အုတ်တော်တောင်းထားတယ်ဟုတ်ရင်ကအတန်ဆိုအုတ်တော်ပေါ့နော်ဒါပေမဲ့ဒီညမှာကမိုနိုအုတ်တော်ဆိုပြီးတော့နိဗ္ဗာန်ကိုရွေးချယ်ရမှာဖြစ်ပါတယ်မိုနိုအုတ်တော်ရဲ့သဘောတရားကကျတော့သူ့ရဲ့ဒီအတိတ်ပဲကဘယ်လိုဖြစ်သွားလဲဆိုတော့နတ်နီခါဥကိုကူအုတ်တော်တခုလှုပ်ရှားလိုက်လို့ထပ်ပေါ်လာတဲ့အတန်ကိုမိုနိုအုတ်တော်လို့ခေါ်ပါတယ်ပြောမယ်ဆိုရင်ညအိတ်နေတဲ့အချိန်မှာတခြားဘေးခန်းကနေပြီးတော့ခြားခန်းကနေပြီးတော့မှတကယ်ကြောက်စရာကောင်းတဲ့အတန်တစ်ခုပေါ့နော်။ဘာတန်လဲတော့မသိဘူး။ကြားခဲ့ရတယ်ဆိုတဲ့အိပဲဖြစ်ပါတယ်။အဲကြောင့်နိဗ္ဗာန်ရွေးပေးရမှာဖြစ်ပါတယ်။一番ကကြတော့ဂျုံဤတန်ဖြစ်တယ်။ဒါကအဆင့်ဟိုပြောတဲ့သဘောပါ။အဆင့်နော်။အဆင့်တမှန်ချက်လည်းပဲပေါ့နော်။ဂျုံဤ။နောက်3番ကကြတော့ကျော်တိုင်းရဲ့အိပဲကとても大きいရန်ကြီးမားတယ်ဆိုတဲ့အိပဲပါ။ရိုးရိုးကြီးတာမဟုတ်ဘူး။ရိုးရိုးကြီး大きいပဲဆိုတော့ဒါကとても大きいစဉ်ကျော်တိုင်းဆိုတဲ့စကားလုံးနဲ့သုံးပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုက4番ရဲ့漢字ကロコオンတန်တဲ့ロコオンရဲ့အိပဲロコနော်အတန်ဖန်တာပေါ့နော်ဆိုတော့အဲ့လိုပြောလို့ရတယ်နော်။ Okay အဲဆိုရပါပြီ။ဆိုတော့8番ဆက်သွားပါမယ်။はい。そぼの
크로제토 가라 프레이 나이나니 고도가 되기다 아포아이에 서로디 오비도 보나 크로제토 오비도 지안이 비로마 한원데 ဘာနဲ့လောက်ထားတဲ့ကုတ်ကပေါ့နော်ထွက်လာခဲ့တယ်ကုတ်ကြီးထွက်တဲ့ထက်ခဲ့တာပေါ့နော်ထွက်လာဆိုတော့ဘာနဲ့လောက်ထားလဲဆိုတော့โอเคသုံးမွေးနဲ့လောက်ထားတာပေါ့နော်အဲ့ဒါကိုဆိုတော့ကခေကားဝလို့တတ်တတ်ပါလေခေကားဝအဲဆိုရင်ဒီမှာသုံးမွေးကိုရွေးပေးရမှာဖြစ်ပါတယ်ဆိုတော့一番が靴類စေပါတယ်这个是နေတိုင်းဝမှာတယ်ယောမန်ကကျတော့စေဟေဒီပဲညီညာဖြောက်တန်းတာညီညာဖြန့်ဖြူးတယ်ဆိုတော့ရေပြင်းညီညာဖြန့်ဖြူးတဲ့ပုံစံကိုစေဟေထုတ်ခေါ်ပါတယ်စေဟေမှာပါတယ်နော်အဲကြောင့်ဆိုတော့ကသုံးမွေးကိုရွေးပေးရမှာဖြစ်ပါတယ်โอเคအဲ့လိုဆိုရင် Cuban လေးဆက်သွားကြည့်အောင်はい Cuban が店員が客の前を何々し失礼なので気をつけた方がいいဆိုင်ဝန်ထမ်းကဧည့်သည်တွေရဲ့ရှေ့ကိုတဲ့ဘာဖြစ်တာလဲဗောနော်ရိုင်းတဲ့အခါကျတော့သတိထားတာပိုကောင်းတယ်လို့ပြောတာဆိုင်ဝန်ထမ်းတွေကဧည့်သည်ရှေ့မှာဆိုတော့ကဘာပြောမလဲဆိုတော့ဖြတ်လျှောက်တာရှေ့ကိုဖြတ်ပြီးတော့လျှောက်သွားတဲ့ပုံစံပေါ့နော်အဲ့ဒါကိုပြောချင်တဲ့ပုံစံတုံးတဲ့အတွက်ကြောင့်ဆိုတော့အဖြေမှန်ကဒီပံရွေးပြရမှာဖြစ်ပါတယ်ယိုကိုဂီရီယောကိုဂီရီဆိုတဲ့ဒိတ်ပင်နဲ့တုံးပါတယ်ယောကိုဂီရီတဲ့ဘောတရားကဘေးကိုဖြတ်လျှောက်တဲ့သဘောပေါ့နော်ဥမာအဲ့ဒီမှာထိုင်နေတာကိုရှေ့ကနေပြီးဖြတ်လျှောက်သွားတဲ့ပုံစံကကြတော့ရိုင်းတဲ့အပြုမှုတစ်ခုဖြစ်တဲ့အတွက်ကြောင့်ဂရုစိုက်တာပိုကောင်းတယ်ပေါ့နော်တတိထားတာပိုကောင်းတယ်ဆိုတဲ့ဒိတ်ပင်ဖြစ်ပါတယ်အားကြောင့်ဒီခန်းကြီးကိုဒီစလုံးဆိုရွေးပေးရမှာဖြစ်ပါတယ်အိုက်သက်ဆိုလို့နှုတ်ဆက်တာမဟုတ်ဘူးဤဒီခရီးဒီကကြတော့ဆိုတော့အစားထိုးလေးလေတာရတယ်နော်အစားထိုးလေးလေလိုက်တယ်ဆိုရင်ဤဒီခါဒီဥမာဆိုတော့အဟောင်းလို့အစ်စ်နဲ့ပြန်အစားထိုးလေးလိုက်တယ်ဒါဤဒီခါရီလို့ပြောလို့ရတယ်ပင်ဟာကုတ်ပွေသိပဲအသေးဆောင်နေမှာပါအဲကြောင့်ဆိုတော့အဖြေကနိဗ္ဗာန်ကိုရွေးပေးရမယ်တဘောဖြစ်ပါတယ်အဲဆိုရင်ဂျူဗန်လေးဆက်သွားကြည့်地球は海が約7割何々が約3割を占めているတော့ကမ္ဘာမြေကြီးမှာဆိုရင်ဆိုတော့ပင်လေတွေပေါ့နော်ပင်လေတွေက80%ရှိတယ်တဲ့အဲ့တော့ကုန်းမြေတွေက30%နေနဲ့ဖော်ပြနေတယ်ပေါ့နော်ပြတာနေတယ်ဖော်ပြနေတယ်အဲဆိုတော့ကုန်းမြေကိုဆိုတော့ဒီလေးလုံးထဲမှာ一番なピーマンピータバメリックなんだばれゴミリックそれでカバハボマンズにはら見えでしれ家でしれるのえろ家でこの世界のしれゴミでこの世界のしれそれまパピアタバリロピュレとボピュレနောက်တစ်ခု2番ကကျတော့မတ်ရဲ့အဓိပ္ပာယ်ကအပင်ယူကလစ်ပြောမယ်တချို့ဆိုယူကလစ်ပင်လို့ပြောတယ်ပေါ့နော်ဆိုတော့ thin shoe ပုံစံမျိုးလေးဒီလိုအချုံလေးတွေနော်အဲ့ဒါကိုဆိုတော့ကမတ်တုံပြီးတော့ခမီအဓိပ္ပာယ်နတ်ဖျားပေါ့နော်ယောမန်က OB ကကျတော့ကပတ်နော်ဆိုတော့အများစုကအဲ့ဒါဆိုတော့ကီမိုနိုဝတ်ဆင်တဲ့အခါမှာကပတ်တုံးရတယ်လေ OB အနေနဲ့တုံးကြများပါတယ်နော်โอเคအဲဆိုရင်ဆိုတော့ကလူငေါအနေနဲ့ဆက်ပြီးတော့တွားကြအောင်新幹線の時間が気になってしきりに時間を確認したしきりにそれサロンそれ指輪もဖြစ်ပါတယ်သူကဘာပြောချင်တာလဲဆိုတော့しきりにရဲ့အဓိပ္ပာယ်ကဘာပေါ့နော်သူရဲ့ definition အနေနဲ့ဆိုတော့တွားရမယ်ဆိုရင်တော့たびたびနောက်တစ်ခုကたくさんあるဆိုတဲ့အဓိပ္ပာယ်ဒါနော်သုံးခုရှိမယ်နော်นั้นတော့အချိန်ချင်းခဏမကြာခဏပေါ့မကြာたびたびနောက်တစ်ခုကたくさんအများကြီးဆိုတဲ့ဟာဒီမှာကကျတော့ရှင်းလန်းစံရဲ့အချိန်ကိုဆိုတော့ကသတိထားမိပြီးတော့ပေါ့နော်ချိန်တွေအများကြီးကိုဆိုတော့ကခခုနင်းလုပ်ခဲ့ရတယ်လို့ပြောတာရှင်းလန်းစံထွက်တဲ့ရှင်းလန်းစံဥမာအစည်းရတဲ့အများကြီးရှိတဲ့ထဲမှာကိုသွားမဲ့အချိန်ကိုအများကြီးဆိုတော့ခခုနင်းလုပ်ရတာပေါ့နော်ဒါကိုပြောချင်တဲ့အတွက်ကြောင့်ဆိုတော့အဖြေကဒီမှာဆိုရင်たくさんဆိုတဲ့一番ရွေးပေးရမှာဖြစ်ပါတယ်ပြောချင်တယ်နော်はいဒါမဲ့ဒီမှာလေအဲဆိုရင်ဆိုတော့ခုပေါ့နော်ဂျူနီဘန်ဆက်သွားကြည့်အောင်ဂျူနီဘန်ကကျတော့お腹がついたのでテーブルの上のリンゴをかじたデイベーがそれを書いて終われそれデイベーがのバイザーနေတဲ့ခါကျတော့စပွဲခုံပေါ်မှာရှိတဲ့ပန်းတီကိုကိုက်ခဲ့တယ်โอเคကိုက်တယ်ဝါတယ်အနည်းဆုံးနေဆိုတော့ရွေးပေးရပါထင်တယ်ကိုက်လိုက်တယ်ပေါ့နော်ကိုက်လိုက်တယ်โอเคဆိုတော့少し食べたโอเคနော်တော့一番မှာလေလှီးတာတော့ဟုတ်နော်တာမဟုတ်အဲ့ဒါနဲ့မားနိုင်တယ်အားလုံးစားပြလိုက်တယ်လို့လည်းမသုံးဘူးဆိုပြောကြကိုက်လိုက်တယ်ဆိုတော့ဂိုက်ခက်ခင်းစကိုက်လိုက်တယ်少し食べたနဲ့စားလိုက်တယ်ဆိုတော့နီးစပ်ဆုံးဖြစ်တော့မှာဖြစ်ပါတယ်နော်အဲ့ဒီဘောပါโอเคအစင်ရပါပြီနောက်တစ်ခုဆက်ပါမယ်彼女が外を眺めている姿はとても美しいသူမအပြင်ကိုငေးမောကြည့်နေရတဲ့ပုံစံအရင်ချစ်စရာကောင်းတယ်ကြည့်လို့လှတယ်ပေါ့နော်အဲ့လိုမျိုးပြောချင်သူကရိုးရိုးကြည့်တယ်ဆိုတော့မိမတ်နဲ့ပဲတောင်းတယ်ဒီ眺めているဆိုတဲ့သဘောတရားကကြတော့ရှုကင်းတစ်ခုဒီဘယ်လိုပြောမလဲပေါ့နော်အလှတရားတစ်ခုလို့ဆိုတော့က
နေမောကြည့်တဲ့အချိန်တွေမှာတောင်းတယ်例えば静かにじっと見ることですね静かに見ることじっと見ることအဲ့ဆိုရင်တိတ်ပေနဲ့တုံးပေးရမှာဖြစ်ပါတယ်နေမောကြည့်နေတာကိုပြောချင်တဲ့တိတ်ပေပါအားကြောင့်နေဆက်ဆုံးကကြတော့一番じっと見つめていることですစီးဆိုင်ပြီးတော့အဲ့ဒီဟာတစ်ခုပေါ်မှာပဲနေမောစိုက်ကြည့်နေတယ်ဆိုတဲ့အတိတ်ပေကိုရည်ညွှန်းတာဖြစ်ပါတယ်အားကြောင့်အဖြေက一番溜まっているもနှုတ်စိတ်နေတာမဟုတ်ဘူးစမ်းမန်းက盛り上がっているも盛り上がるသဘောတရားလေးဆိုတော့မြူးပျော်ရွှင်မြူးကြွတယ်ဥပမာ night club တွေပါဆိုရင်ကခုံမြူးကြွတယ်ဒါ盛り上がっているလို့ပြောလို့ရတယ်よく見えていないကောင်းကောင်းမမြင်ရမှာပါတယ်เนาะအဲကြောင့်အဖြေက一番ဆိုရွေးပေးရမှာဖြစ်ပါတယ်ဆိုတော့မွန်တိုင်းဆန်းနေနဲ့ဓာတ်လုံးပေါ့เนาะကုသပတ်စကိုက်တာနေနဲ့တွားရအောင်ဆိုတော့ထိုင်ရတဲ့အဓိပ္ပာယ်ကကျတော့အဲ့ဒါအဓိပ္ပာယ်ကလေးဆိုတော့ဒီ続いていたものがなくなるဆက်သွားနေတဲ့အရာတစ်ခုကပျောက်ကွယ်သွားလို့ဆိုတော့ပြတ်တောက်သွားတာပြောခြင်းနဲ့အဓိပ္ပာယ်ကပြတ်တောက်သည်ဆိုတဲ့အဓိပ္ပာယ်ရလာဆိုဥမာဒီလမ်းတွေကလူတွေပြတ်တောက်သွားတယ်လို့ဆက်တွေပြတ်သွားတာပါတယ်အကုန်လုံးဆက်ပါလား Thai ဆိုတဲ့ဒီစကားလုံးနဲ့သုံးလို့ရတယ် Thai okay အဲ့ဆိုရင်ရွေးပေးပါ Thai ပြတ်တောက်တယ်ပေါ့နော်ဆက်တွေပြတ်တယ်လည်းရတယ်နောက်တစ်ခုကလမ်းမှာလူတွေပြတ်သွားတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟုတ်တယ်3番အဖြစ်မှဖြစ်တော့မှာဖြစ်ပါတယ်同級生の彼との連絡が大抵からもう随分と経つပြောမယ်同級生တွေပဲအကြောင်းနေပဲတငယ်ချင်းအကြောင်းနေပဲတငယ်ချင်းအဲ့ကောင်နေပေါ့နော်ဆိုတော့ဒီဆက်တွေပြတ်သွားပြီးတဲ့နောက်မှာမို့随分တော်တော်လေးကိုကြာနေပြီလို့တော်တော်လေးကိုကြာခဲ့ပြီပေါ့နော်โอเคအဲ့တဘောပါအဲ့ဆိုတော့一番ကဆိုတော့ဘာဖြစ်လို့မရွေးတာလဲဆိုတော့ドラマではよくそのဒီမှာ同窓会で展開が始まっているねပုံမှန်ပါတယ်เนาะဆိုတော့ drama ကားတွေမှာဆိုရင်ဆိုတော့ကအတန်းဘယ်လိုပြောမလဲဆိုတော့ဒိုးချိုးကိုင်ရဲ့သဘောတရားကလေចောင်းသားဟုံးသိဆုံးပွဲအနေနဲ့စတဲ့ဇလန်တွေများတယ်ပေါ့နော်အဲ့လိုပဲပြောအောင်ပေါ့နော်はいな子供がタイタマトンさてにま子供が一生懸命折り紙を見ると愛おしい気持ちになるပြောမယ်ဆိုကလေးတွေကဆွမ်းကုန်折り紙ကအစကူအခောက်နေတဲ့ဟာတွေကိုကြည့်လိုက်မယ်ဆိုရင်ねရန်ကိုပေါ့နော်ချစ်စရာကောင်းကြတယ်ပေါ့နော်အဲ့လိုပြောလို့ရတယ်နောက်ယုံမှန်ကကြတော့ဆိုတော့ဘာထင်困ったことがあったらいつでも相談してくださいဟုတ်လားအဲ့တော့ခက်တွေ့တဲ့ခါမှာဆိုအမြဲတမ်းတိုင်ပြီးဆွေးနွေးပြပါလို့ပြောတဲ့ပုံပါ Okay အဲ့ဆိုရင်နောက်15番。15番ရဲ့ဒီ漢字がじゃろ潰すなんだね。潰す。いやな、潰す。Okay。အဲ့ဆိုဒီမှာနင်းတောင်ရေးပြလိုက်မယ်နော်။潰す。潰すရဲ့အဓိပ္ပာယ်ကလေအဲ့ဒါဘာလဲဆိုတော့သူ့ရဲ့ဒီအဓိပ္ပာယ်ပေါ့နော်ဆိုတော့形を壊すပုံသဏ္ဍာန်ရှိနေတဲ့အရာတခုဆိုတော့ဖျက်ဆီးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဘယ်လိုပြောမလဲပုံဖြတ်လိုက်တယ်ပေါ့နော်အဲ့လိုပဲပြောမှာနော်တူမှဆိုတော့ဘယ်လိုပြောမလဲဥမာဥပမာပဲပြောလိုက်မယ်ထိုင်ကုန်တစ်လုံးဆိုတော့ပုံဖြတ်ချလိုက်တယ်တစားစီဖြုတ်ချလိုက်တယ်ဒါပုံပြတ်သွားတယ်လို့ပြောတဲ့သဘောပဲအဲ့ဒါကို潰すလို့ခေါ်တယ်အဲ့ကိုပြောချင်တယ်ပုံဖြတ်တယ်ပေါ့နော်โอเคဆိုတော့ပုံသဏ္ဍာန်ရှိနေတဲ့အရာတခုဆိုတော့ဖျက်ဆီးလိုက်တဲ့သဘောပဲဒါပဲအဲ့ဒါမှတ်လိုက်ရတော့အဲ့ဆိုရင်ဘယ်ဟာဖြစ်မလဲโอเคはいဖြေမှန်တာ2番ですはいဘာလဲဆိုတော့ဆိုမှဆိုရင်ဆိုတော့ポテトサラダを作るためにじゃがいもを潰したအဲ့တော့ဆိုတော့ဒီအာလူတုပ်ပြုတ်လို့ဖို့အတွက်ကိုအာလူကိုဆိုတော့ပုံသဏ္ဍာန်ဖြတ်လိုက်တယ်ပေါ့နော်ဟုတ်လားခြေရတယ်လေနော်အာလူကအတုပ်ရောင်းဆိုတော့ခြေလိုက်တယ်ဒါတနည်းအားဖြင့်ပုံပြတ်သွားတဲ့သဘောကိုပြောနေတယ်တူတူပဲအဲ့ဒါကြောင့်ဖြေက2番ဆိုတော့一番မှာကျတော့明日は遠足なので水筒にお茶を入れて準備したテレビのပြင်成名အဲ့ဆိုပုံမှန်ပြီနော်ဆိုတော့နောက်တစ်ခုက昨年はဆိုတော့ဘာထမ်းလဲつまらないပြီးခဲ့တဲ့နှစ်ကပြင်းစရာကောင်းတဲ့နတ်စုဖြစ်သွားတဲ့အတွက်ကြောင့်ဒီနှစ်ရဲ့နတ်စုက充実した生活ပြည့်ပြည့်စုံတဲ့နေထိုင်မှုဝါနဲ့ဖြတ်တန်းခြင်းလေပေါ့ပြီးရင်4番ဆိုတော့ဆက်သွားရင်この教科書をဘာထင်လဲဆိုတော့使うくらいなら300တဲ့စာရင်တခြားကျောင်းကထုတ်တဲ့ဟာလေ့လာတာပိုကောင်းတယ်ပေါ့ဒါကိုပြောချင်တယ်သိပြီအားကြောင့်အဖြေက2番ကိုရွေးရတဲ့သဘောဖြစ်ပါလေအဲဆိုရင်ဆိုတော့ဒီနေ့အတွက်ကတော့ topic 11番ပေါ့နော် topic 動物ရဲ့ဝါဒိုင်းနေနဲ့အလုံး15လုံးရမယ်ထင်ပါလေအဲဆိုရင်ဆိုတော့ဆက်ပြီးတော့မှနောက်နေ့topic 12番ပေါ့နော်ဆက်ပြီးတော့ share လုပ်ပေးတော့မှာဖြစ်ပါတယ်အဲဆိုရင်ဒီနေ့ဒီမှာပဲရန်နာခွင့်ပြုပါ